အားလုံးပဲမင်္ဂလာပါဒီလေကျွန်တော်ဒီပါနော်ကိုတလောဖောက်တဲ့ထုတ်တီကလုံးဝဟိကကြီးကြီးမမတခုမှမပါသေးဘူးနေ့တယ်အဲ့ဒီမှာနေတာပြင်းလာတယ်ကျွန်တော်ဒီတစ်ခါတော့ family mat တို့လောဆန်တော့မှာမဟုတ်ဘူးနဲ့နည်းနည်းခောက်ဝေးတရားတနေရာမှာဖုံးသွားလို့နေပြီးတော့ဒီ AMO ပေါ့နော်AMO ကနေပြီးတော့ကျွန်တော်ဝယ်လာတာ EB02တလောကသူတို့ရှိမှာကတော့ဒီထွက်ထားတဲ့ OP11 stop ပြန်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဒါပေမဲ့ EB02 ရှိရနဲ့ EB02 ကိုမှထုံးစံတိုင်းဒီတစ်ခါတော့ယူရေးမလာဘူးပေါ့နော်10ထုတ်တယောက်ကို10ထုတ်ပဲဝင်ပြီးတော့10ထုတ်ဝင်လာတယ်ဒီတည်းကနေပြီးတော့ကောင်းကောင်းလေးရမလားဆိုတော့ထောက်ကြည့်ကြည့်မှဖြစ်ပါတယ်ပေါ့နော် EP02 ဆိုတဲ့အတွက်ကြောင့်တော့ဒီမှာ copper အနေနဲ့ဟိုလီတာကတ်တွေပေါ့နော်ဒီမှာပြထားတဲ့လီတာကတ်တွေအများကြီးပါမယ်ဒီမှာကောင်းစော Hancock ပေါ့ Hancock ကတော့လုံးဝထိတ်ဆုံးနေမှာရက်နေတယ်အဲ့အပြင်မှာ Luffy ရဲ့လီတာလည်းမစိုးဘူးအဲ့ဒါအပြင်တော့ Luffy Gear Second ဒီ OP11 မှာက event ကအနေနဲ့ထွက်လာတဲ့ဒီ EB02 ကတော့ manga အနေနဲ့ရှိနေတဲ့ Luffy ရဲ့ Gear 2 mangaရမှာဆိုချက်ကြည့်ချင်ပါဘောနော်ဆေးထုတ်တဲ့ဆိုတော့အားကြီးတော့ညောင်းမအောင်ဒါပေမဲ့အဆုံးထိကြည့်ဖို့ပြောနေပါတယ်ဒီတစ်ခါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့နေထူးဆန်းဆန်းလေးဖြစ်သွားအောင်ရင်အခု line board ဒီမှာပေါ့နော်တော်တော်များများစမ်းကြည့်နေတဲ့ဟာတစ်ခုကဒီဘယ်လိုပြောရမလဲအထုပ်တွေယူတန်းတော့ဖောက်ပြီးချိန်ပြီးဖောက်ပြီးအလေးချိန်နေပေါ့နော်ထောက်ကြည့်ရောပေါက်နိုင်ချီကဘယ်လိုမျိုးရှိလဲဆိုတော့ဟောခင်ဗျားရဲ့ဒီတွက်ကြပါတော့ကျွန်တော်အဲ့လိုကြည့်တော့ယုံကြည်တော့မရှိဘူးပေါ့ဒါပေမဲ့လည်းဒီတစ်ခါပုံမှန်ဖောက်တာတဲ့ဆိုင်တော့လေးချိန်လေးဆန်းပြီးတော့ဖောက်တာတော့အကုန်ဖောက်မှာဆိုပေမဲ့လေးချိန်လေးဆန်းပြီးတော့သူတို့ပြောတဲ့ဟာဟုတ်လားမဟုတ်လားဆိုတာစမ်းကြည့်ပါဖြစ်ပါတယ်အဲ့လိုလို့ဆိုဒီလေးဘေကပ်ပုံနော်လေးဘေကပ်ပုံကောင်းနေတော့လိုက်ပဲ耶，比往宝贝。OK， 对，微信先你买票牌嘞。然后是133。所以了，我头太轻了没？ဒီကောင်လည်းတူတူပါပဲ1 2 3တူတူဆိုရင်တော့မြည်တော့ပါဘူး။အိုးဒီကောင်လည်းတူတူပဲ။ဒီကောင်လည်းတူတူပဲ။တိတ်တော့ညီစမ်းမလို့။အော်ပြောချင်တာကတော့ဟိကလေးချိန်နဲ့ကြည့်လို့မရဘူးလားဆိုတဲ့ဟာကတော့မေးခွန်းတစ်ခုဖြစ်သွားပြီပေါ့နော်။ Granite မို့လို့ပဲလာတော့ကျွန်တော်လည်းမပြောတတ်ဘူးဒီချာတာကတော့အကုန်လုံးကလေးချိန်တူနေပထမကျွန်တော်တို့တစ်ခါပြန်ကြည့်ကြအောင်ပြန်တော့ကြည့်ကြမယ်စာရင်းပြန်တော့ကြည့်ကြမယ်ဒီကောင်ကိုရင်းစင်ချင်းကြည့်လိုက်ဒီကောင်စာရေးပိုင်းကိုထုတ်လို့047ချားရရော049049ပြောချင်တာဒီကက်ကဒီအထုပ်ကြီးတစ်ထုပ်လုံးကဒါဆိုရင်တော့စမ်းတက်စရာတော့မလိုတော့ဘူးနော်ဒါဆိုရင်တော့လုံးဝရှင်းသွားပြီပေါ့နော်ဒီလေးချိန်ချိန်ပြီးတော့ဖောက်တယ်လေးချိန်မှန်ပြီးဖောက်တယ်ဆိုတဲ့ဟာမဖြစ်နိုင်ဘူးပေါ့နော်တော်ကြီးမဖြစ်နိုင်ဘူးဆိုပြီးတော့စဉ်းစားလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ရှိကကဆဲထုတ်စလုံးကလုံးဝဟိကက်ဖြစ်မနေတဲ့အတွက်ကြောင့်လို့လေဖြစ်နိုင်တယ်ပေါ့နော်
ဘာပဲဖြစ်ပါဒီမှာဖြစ်သွားတစ်ခါတော့ဖတ်ကြည့်ကြအောင်EB0 တော့မန်ဂါနဲ့တခြား hit ကပေါ့နော်အများဆက်စားဟုတ်ပေါ့လီဒါတကယ်လောက်ထွက်လာရင်တော်တော်စင်ကြည့် EB0 တော့ဘာကွာလဲဆိုတော့ series booster pack CD တည်းမဟုတ်ပဲတော့ memory အနေနဲ့ထွက်တာဆိုတော့ချင်းဒေတာတော့သူကဟောဖြစ်ပေါ့နော် special card တွေပိုင်းမပါဘူး leader ပါမယ် manga ပါမယ်သူက leader ကိုထွက်ထားတဲ့ဟာဒီ leader ကိုပြကျွန်တော်ဒီ rare card တွေတော့ hit card ပေါ့နော် alternate card အနေနဲ့ထွက်ထားတဲ့အခုဒီဘယ်လိုပြောမလဲ OP0 10အထိထွက်ထားတဲ့ card တွေအကုန်လုံးသူကဖောင်းကြော့ပေါ့နော်တက်ရှာထည့်ပြီးတော့ EB0 ဒီမှာပြန်ထည့်ပြီးထားဘယ်လောက်ကောင်းလဲဆိုအဲ့ဒီပထမထွက်ထားတဲ့ဒီ man အခုနာမည်ဒီပေါ့နော် EB0 ဒီမှာနာမည်ကြီးပြီးတော့ဇီတာကောင်းနေတဲ့အဲ့ဒီဘယ်လိုပြောမလဲဟန်ကုတ်ပေါ့ဟန်ကုတ်ဆိုရင်အရင်ထွက်ထားတဲ့ဟာတော့တက်ရှာတစ်ခုမှမပါတော့ဗျာတက်ရှာမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့တားလှရဆိုပေမဲ့ဒီတစ်ခေါက်တော့တက်ရှာနဲ့မှထွက်လာတဲ့အတွက်ကြောင့်ဒီကြောင့် collector ရဲ့အနေနဲ့တော့တော့ပြောတာပေါ့ကျွန်တော်လို့ဆိုရင်လိုချင်တာပဲ Hankook ဒီကဘိုနီတို့ဒီတခြားပါတယ်ကအများကြီးပဲလုံးဝထွက်တော့ယာမာတိုဆိုရင်လည်းတအားလာစပ်ပါပဲခင်ဗျထုတ်ချင်းဒီလည်းဖောက်လိုက်တော့တော့အကုန်လုံးဆုလည်းပေါ့ကောင်းဒီလိုဖောက်နေရင်လီဒါဆိုရင်တော့လုံးဝနောက်ဆုံးမှညီပေါ့နော်ဒါတော့ခါမှတော့ပေါ့ဟိုကတော့ပေါ့စမ်းကြည့် TRB0 ဝါမှာတော့စမ်းကြည့်တော့ပေါ့မနေ့ကတော့မှထပ်ပြီးတော့နော် OP0 တွဲဆိုပြီးတော့ဒီဘက်မှာပေါ့နော် notification ကြလာပြီကျွန်တော်တို့ရှိမှာ02စပြီးဒီဇိုင်းဆွဲနေပါပြီပေါ့ခုတည်းကစပြီးရွေးခုတော့လုံနေကြရည်ဗျကျွန်တော်တို့ရှိမှာဆက်ဆောက်ဆုံးထွက်တဲ့ကတ်တွေဆိုရင်များတော့ရွေးခုလည်း booster box မပြောpack မပြောနဲ့ box ရဲ့ဒီ case တွေတအားစီကြီးဒါတခြားတွေမှာဘယ်လိုလုပ်ရလဲကျွန်တော်ကတော့မမီအဲ့လိုမျိုးဒါစီကြီးမလိုက်နိုင်ဘယ်ဖြစ်အစားတော့ထွက်မှာပေါ့နော်โอเคလူရပဲငကားတာပြောကြည့်အောင်ငကားကြည့်လို့ရှင်အိုးထွက်လာပါပြီချုပ်ပါချုပ်ပါလေးချစ်ဖို့တော့ကောင်းပါတယ်ဒါပေမဲ့ဟိုဖြစ်သွားတယ်ချုပ်ပါဟစ်ကလာတာမြင်ရတဲ့ခါကျတော့ fee ရတယ်ဆိုတာ price ကနေရော့အောင်နော်ကျွန်တော်ဗီဒီယိုလေးတင်ထားရဆိုတော့ဒီမှာပါပါလေဒီဒါကတော့ပဲလေးမပါဒီဒါမပါတဲ့ခါကျတော့တခြားတော့ SR ကပ်ဖို့တစ်ချက်ဆောင်ပါဘောနော်ကြည့်ပါမယ် Ace ထမယ်စမ်းကြည့်မျိုးလေးちょっぱかわいいブロックバメソケキンဒီကောင်ကြီးကဘယ်မှာပါလဲလည်းမသိဘူးကျွန်တော်ကြည့်တော့တော်တော်ကြာပြီဆိုမိသွားပြီဒီကောင်ကြီးBB ပါ BB ကတော့လုံးဝထွက်တဲ့တော့ BB ပါတဲ့အတိုင်းကတော်တော်လှတယ်ဒီခေါက်ဒီ EB0 တူအောင်နော်သူတို့စပြီးတော့အသက်သွင်းနေဒီကောင်မှာဒီချာမြင်ရတာတော့မသိဘူးဒီကောင် event ဟိုမှာလုံးဝ design တင်နေထွက်လာတယ်အခုဒီကောင်ဆိုရင်ဒီကောင် hit ကနေအောင်ပေါ့နော်ကတ်နောက်ဆုံးညမှာပါတဲ့အတွက်ကြောင့်ဒီချာကြည့်ဒီနံပါတ်2ဆိုရင်ဒီနားလေးတွေလုံးဝလက်တယ်အဲ့လိုမျိုးရှိရပါတော့သူတို့အသက်သွင်းနေကူတာနောက်ပိုင်းအဲ့ဟာမှာ event လုံးဝ share ပေါ့နော်အဲ့ဒီကောင်မှာလုံးဝတက်ရှာအကောင်းစားရင်ထွက်လာဖို့တော့ရှိတယ်လို့ထင်တာပဲ။ဆိုတော့ဒီလိုကဲထွက်လာပြီဆိုတော့
ပါဒီပြင်းကုန်ပါတော့မယ်နောက်ဆုံးမှာလက်တစ်ခုတွေ့လိုက်တော့မသိဘူးတွေ့လိုက်ပါလေဟုတ်ကဲ့ပါဒီကောင်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီချုပ်ပါဒီကလေးမရှိသေးဘူးဒီကလေးမရှိသေးဘူးဆိုတော့ collection နဲ့တစ်ခါလေးထည့်လို့ရတယ်ပေါ့ဒီစုအပေးတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye ဗီဒီယိုလေးကြိုက်တဲ့တော့ကြာဆိုရင် like and subscribe လုပ်တော့ပေးမိပါတယ်နောက်ပိုင်းလည်းဗီဒီယိုတောက်လျှောက်သင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုမှာပြန်ဆုံမယ် bye bye